မင်္ဂလာပါဒီနေ့ရဲ့ထိုင်းနိုင်ငံသတင်းသုံးသက်ချက်အစီအစဉ်ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ဘန်ကောက်မြို့ရဲ့နှစ်သက်ကူးပွဲတော်နဲ့အတူစိုးရင်စရန်ထင်နေတဲ့လေးတို့အချီနီးအလုတ်သမားတွေအတွက်ရေးကြီးတဲ့သတိပေးချက်တွေနိုင်ငံရေးလောကရဲ့ပြောင်းလဲနဲ့ထိုင်းကမ္ဘောဒီးယားနယ်စပ်ကနောက်ဆုံးအခြေအနေတွေကိုစူးစီးတင်ဆက်ပေးတော့မှာဖြစ်ပါတယ် ပထမဆုံးအနေနဲ့တော့မြို့တော်ဘန်ကောက်ကသတင်းတွေနဲ့ဆက်လိုက်ကြရအောင်ပါဒါပေမဲ့ဒီသတင်းတွေကတော့တစ်ခုနဲ့တစ်ခုအတော်လေးကိုကွာခြားနေပါတယ်တစ်ခုကပြောစရာဖြစ်ပြီးနောက်တစ်ခုကတော့စိုးရင်စရာပါဟုတ်ပါတယ်နှစ်တစ်ကိုအတွက်ပြင်ဆင်နေကြပြီလားဘန်ကောက်မှာတော့ထိုင်းနိုင်ငံကြီးသွားလိုက်ရေးအာဏာပိုင်ဖွဲ့နဲ့ icon CM တို့ပို့ပေါင်းပြီးအကြီးကျယ်ဆုံးခေါင်းတောင်ပွဲတော်ကြီးတစ်ခုကိုကျင်းပသွားဖို့အားလုံးအဆင်သင့်ဖြစ်နေပါပြီဒီပွဲတော်ကတော့9ရက်9ညတောင်ကျင်းပမှာပါနေရာကတော့လူစီကားလာတဲ့ icon CM ရဲ့ River Park မှာဖြစ်ပါတယ်ဖြိုဖီအပိုင်းမှာဆိုရင်လေကဘာကျော်အဆိုတော် Mac Twain ကိုယ်တိုင်ပါဝင်မှာဖြစ်ပြီး Jeff Twain နဲ့ Body Slam လို့ထိတ်တန်းထိုင်းအနုပညာရှင်တွေလည်းအများကြီးပါအောင်ပါပါအထူးခြားဆုံးကတော့မီတာ1400ပေါင်လောက်ရှိတဲ့မီရှူမီပန်းပြပွဲနဲ့ drone show တွေပဲဖြစ်ပါတယ်အိမ်ကနေပဲကြည့်ချင်တဲ့သူတွေအတွက်လည်းစိတ်မပူပါနဲ့ဒီဇင်ဘာ31ရက်ည7:00နာရီမှာ PTV ကနေတိုက်ရိုက်ထိုးလွှင့်ပြသွားမှာပါဒါကတော့ပျော်စရာသတင်းပေါ့ဒါပေမဲ့ဘန်ကောက်မြို့ခံတွေအတွက်စိတ်မအေးရတဲ့အခြေအနေတစ်ခုလည်းရှိနေပါတယ်အဲ့ဒါကတော့လေထုအရေးအတွေ့ပဲဖြစ်ပါတယ်။ဒီစိတ်မတိုက်တော့တဲ့အတွက်ဘန်ကောက်မြို့တဝိုက်မှာကျန်းမာရေးအတွက် NDS ရဲ့ PM 2.5 အမော်မွားတွေတော်တော်လေးကိုမြင့်တက်လာနေပါတယ်။အဓိကအချင်းတော့စတုန်ချာတူချတ်နဲ့နောင်ခံခရိုင်ဒီမှာဆိုရင်ရတဲ့အဆင့်ကြီးရောက်နေတာကိုတွေ့ရပါတယ်။အမြင့်ဆုံးအနေနဲ့စတ်ထွန်ခရိုင်မှာဆိုရင်ဒီဇင်ဘာ29ရက်မနေ့ကတိုင်းတာချက်ရောက်တကုပမီတာကို35.4မိုက်ခရိုဂရမ်အထိရှိခဲ့ပါတယ်။ဒါကတော်တော်လေးကိုများတဲ့ပမာဏပါပဲ။လာမယ့်နှစ်တကူရက်တွေမှာဒီထက်တောင်ပိုဆိုးလာနိုင်တယ်လို့တာဝန်ရှိသူတွေကသတိပေးထားပါတယ်။ကဲဘန်ကောက်မြို့တော်တရင်းဒီရန်နေခဏခွာပြီးအလုပ်သမားတွေအတွက်အရေးကြီးတဲ့သတိပေးချက်လေးတွေကိုဆက်ကြည့်လိုက်ကြရအောင်။အလို့ရှင်တွေအတွက်လူမှုဖူလုံရေးယုံကနေအရေးကြီးတဲ့သတ်မှတ်ရက်နှစ်ခုကိုကျင်းပထားပါတယ်။ပထမတစ်ခုက2026ခုနှစ်အတွက်လူမှုဖူလုံရေးရန်ပုံငွေကိုလာမယ့်ဇန်နဝါရီ31ရက်နေ့နောက်ဆုံးထားပြီးပေးသွင်းရပါမယ်။ဒုတိယတစ်ခုကတော့ပြီးခဲ့တဲ့2025ခုနှစ်တုန်းကဝန်ထမ်းတွေကိုပေးခဲ့တဲ့လစာအမှန်စရင်းကိုဖေဖော်ဝါရီ28ရက်နောက်ဆုံးထားပြီးတင်ပြရမှာဖြစ်ပါတယ်။ဒီရက်တီကိုမကြော်သွားဖို့ကတော်တော်လေးအရေးကြီးပါတယ်။ဘာလို့လဲဆိုတော့တမတ်ရက်ထက်နောက်ကျသွားပြီဆိုတာနဲ့နောက်ကျတဲ့လာတိုင်းအတွက်ဒဏ်ကြေး200%စီဖေးဆောင်သွားရမှာဖြစ်လို့ပါပဲ။နောက်သတင်းတစ်ခုကတော့ကျွန်တော်မြန်မာနိုင်ငံသားတူဦးနဲ့ပတ်သက်နေတဲ့အင်မတန်ဝမ်းနည်းစရာကောင်းတဲ့ရင်တိုင်မှုသတင်းတစ်ခုပဲဖြစ်ပါတယ်။ဒီဖြစ်ရက်ကစမုတ်စာခွန်ခရိုင်ခရာသွန်ဘိုင်မှာဖြစ်ခဲ့တာပါမြန်မာနိုင်ငံသားတူမောင်းလာတဲ့ pick up ကားတစ်စီးကဆိုင်ကယ်တစ်စီးကိုတိုင်မိခဲ့တာဖြစ်ပါတယ်စစ်ဆေးကြည့်တဲ့အခါမှာတော့ရဲမောင်းရက်သွေးထဲမှာအရက်ပမာဏကဥပဒေသတ်မှတ်ချက်ထက်ငါးစားအထိများနေတာကိုတွေ့ခဲ့ရပါတယ်တကယ်ကိုတုံးလို့ဆရာပါပဲဒီမတော်တဆမှုကြောင့်ဆိုင်ကယ်မောင်းသူတို့အသက်ဆုံးရှုံးခဲ့ရပြီးတခြားသူ3ဦးလည်းထမ်းရခဲ့ပါတယ်ကဲအခုတခါတော့ထိုင်းနိုင်ငံရဲ့နိုင်ငံရေးဘက်ကိုလက်ကြည့်ကြအောင်ပါရွှေခောက်ပွဲအတွက်ပြင်ဆင်မှုတွေနဲ့ဝန်ကြီးချုပ်ဟောင်းတက်စင်ရဲ့နောက်ဆုံးအခြေအနေတွေကိုတင်ဆက်ပေးပါမယ်။လာမယ့်ရွေးကောက်ပွဲတဲ့ပါတီတွေရဲ့မဲနံပါတ်တွေထွက်ပေါ်လာပါပြီ။အာဏာရဖြူထိုင်းပါတီကတော့မှားရလွယ်တဲ့နံပါတ်9ကိုရရှိခဲ့ပါတယ်။တခြားအီဒီကာပါတီကြီးတွေဖြစ်တဲ့ဖုန်ကြိုင်ထိုင်းကတော့39 People's Party က46 UTN ပါတီက6ပြီးတော့ Democrat Party ကတော့နံပါတ်29ကိုအတီးတီးရရှိသွားကြပါတယ်။ဝန်ကြီးချုပ်ဟောင်းတက်စင်ရှင်နာဝက်ရဲ့အခြေအနေကိုစကြည့်ရအောင်ပါ။သူထိုင်းနိုင်ငံကိုပြန်ရောက်လာပြီးအချုပ်ကျခံရတာအခုဆို3လတိတိပြည့်သွားပါပြီဒီနေ့ဒီဇင်ဘာ29ရက်နေ့မှာပဲသူ့ရဲ့တမီးဖြစ်သူဖက်ထုံတန်ဦးဆောင်တဲ့မိသားစုဝင်တွေကအကျဉ်းထောင်ကိုတွားရောက်တွေ့ဆုံခဲ့ကြပါတယ်လက်ရှိမှာတော့သူတင်သွင်းထားတဲ့တော်ဝင်လွငင်းချန်တာခွဲအတက်ဆုံးဖြတ်ချက်ကိုစောင့်ဆိုင်းနေစေဖြစ်ပါတယ်နောက်ဆုံးတင်ဆက်ပေးမယ့်သတင်းကန်တာကတော့ဒေတာတွင်းနဲ့နေဆက်ရရသတင်းပဲစပိုင်းအထူးသဖြင့်ထိုင်းကမ္ဘောဒီးယားနေဆက်ကစကားဘောကသဘောတူညီချက်နဲ့လက်တွေ့အခြေအနေကွာဟနေပုံကိုလေ့လာကြည့်ကြပါမယ်အမေရိကန်သမ္မတဟောင်းဒေါ်နယ်ထရမ်ကတော့ချိုင်းနဲ့ကမ္ဘောဒီးယားကြားကအပေခရက်စရေးကိုချီးကျူးခဲ့ပြီးတကယ်ငြင်းချင်ရေးကိုအမေရိကန်ကပဲယူဆောင်လာနိုင်တယ်ဆိုပြီးပြောကြားခဲ့ပါတယ်။တစ်ဆက်တည်းမှာပဲကုလသမဂ္ဂရဲ့အခမ်းအနားကိုလည်းသူကဝေဖန်သွားခဲ့ပါတယ်။ဒါပေမဲ့တန်တမန်ရေးရကြီးညာထားတဲ့82နာရီအပိရစရေးနဲ့နေဆက်ကလက်တွေ့အခြေအနေကတော့အများကြီးကွာခြားနေပါတယ်။ဘာဖြစ်ခဲ့လဲဆိုတော့အပိရထားတဲ့ကာလအတွင်းမှာပဲထိုင်းစစ်သားတို့မိုင်းနေမိပြီးခြေထောက်တစ်ဖက်ဆုံးရှုံးခဲ့ကြတဲ့ဝမ်းနည်းစရာဖြစ်ရရှိခဲ့ပါတယ်။ဒါတင်မကတဲ့ပါဘူးကမ္ဘောဒီးယားဘက်က drone တွေကထိုင်းလေပိုင်းနဲ့ထစ်ကိုအကြိမ်ကြိမ်ဝင်ရောက်လာတာကြောင့်တေးမာမှုတွေကရော့ကျတော့ခြင်းမရှိသေးပါဘူး။ဒီအခြေအနေတွေကိုကြည့်ပြီးစဉ်းစားစရာမေးခွန်းတစ်ခုထပ်လာပါ යි။နိုင်ငံရေးအရအပစ်အခတ်ရစဲလို့ကြီးညာထားပြီမဲ့
အဲ့ဒီနေမီမှာတကယ်တမ်းနေထိုင်ဝန်ထမ်းဆောင်နေရသူတွေအတွက်ငေးချမ်းရေးဆိုလိုက်ရဲ့တကယ်အတိတ်ပဲကဘာဖြစ်မလဲဒီမေကွန်းလေးနဲ့ပဲဒီနေ့အတွက်သတင်းသုံးသက်ချက်ကိုအဆုံးသတ်လိုက်ပါစေ